ဘာသာစကားတစ်ခုကိုလေ့လာဖို့အတွက်ကျွန်တော်တို့ partner ရှာနေပါသလားကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ဘာသာစကားလေ့လာမယ်ဆိုလို့ရှိရင်အမြဲတမ်းပြောနေဖို့လိုတယ်ပေါ့နော်အဲ့လိုပြောဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောဖို့ partner ကိုလိုက်ရှာရတယ်ပေါ့ဒါပေမဲ့အခု AI နဲ့ခေတ်စားလာတဲ့ခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့လိုက်ရှာကြရမလို့တော့တယောက်တည်းနဲ့ကျွန်တော် AI နဲ့အတူတူဘာသာစကားလေ့ကျင့်လို့ရတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့ပြီးဖို့အတွက်အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးပေါ့နော်ကျွန်တော် AI လို့ပြောတဲ့အခါမှာကျွန်တော်တို့ ChatGPT ကိုသုံးမလား Gemini ကိုသုံးမလားအဲ့ဒါတော့မိတ်ဆွေစိတ်ကြိုက်ဟိုအားတာတဲ့ AI ကိုသုံးလို့ရတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ voice နဲ့interactive session တစ်ခုရှိတယ်ပေါ့နော်ဒီကပုံစံလေးနဲ့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်အတန်ကြီးကအစရွေးလို့ရတယ်ယောက်ျားလေးအတန်နဲ့ပြောမလားမိန်းကလေးအတန်နဲ့ပြောမလားပေါ့နော်ကျွန်တော်တို့အခုဂျပန်စကားလေ့လာနေတဲ့သူတယောက်အနေနဲ့ Japanese practice လုပ်ချင်တယ်ဆိုပါစို့こんにちはこんにちは。日本語の練習をお手伝いしますよ。はい何か特に練習したいことがありますか？例えば、おはようございますやありがとうございますなどの挨拶から始めましょうか？ပြီးအခုကြည့်နေမိတ်ဆွေအင်္ဂလိပ်စာလေ့လာနေရဆိုလို့ရှိရင်လေ Can I practice English with you for a while? Of course, I'd be happy to help you practice English. What would you like to talk about? Improving your English quickly is possible with consistent practice. Here are a few tips. 1. ဒီ AI feature လေးอ่ะပေါ့နော်ကျွန်တော်တို့ Gemini မှာလည်းရှိတယ်ပြောလို့ရှိရင် ChatGPT မှာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့လူအများကြီးမသိသေးတဲ့အရင်ကအသုံးဝင်တဲ့ tools တစ်ခုဖြစ်တယ်မိတ်ဆွေရောတခြားအသုံးပြုဖြစ်တဲ့ AI tools တွေရှိရဆိုလို့ရှိရင် comment မှာမှတ်ထားပေးပါ